ွေမိရေးသားထားတဲ့အမိကလေးရဲ့အားလည်းရများဆိုတဲ့စာအုပ်လေးတွေကအမိကလေးနဲ့ဖွားဖွားကြီးဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ပြပေးပါမယ်။အမိကလေးသည်ပျော်၍နေသည်ရေအေးလေးကိုခြေထောက်များစိန်ထားရသည်မှာဘက်ကလောက်အရသာရှိလိုက်တယ်လေ။ရေထဲတွင်အမိကလေးခြေထောက်များသည်ပြားပြားပြန့်ကျဲ၍ဖြစ်၍နေသည်ဖုံအလူးလူးနှင့်အမြဲလိုလိုဖြစ်နေသောအမိကလေးဤခြေထောက်များသည်ရေထဲတွင်တန့်ပြန့်နေသည်မှာလည်းဝမ်းသာစရာပဲမဟုတ်လားဟဲ့အမိကလေးအဝတ်လျှော်တဲ့စလုံးနဲ့ဘာလို့ခြေထောက်ကြီးနှစ်ထားရလဲတော်တော်ဆော့ပါလားဟဲ့သွားစမ်းနင်းငင်နေငါတကယ်မျက်ခုံးလို့တယ်သွားအိမ်ခန်းထဲမှာအဖွားအတွက်တနခါသွားသွေးစမ်းအမေအဆူစကားတဝက်မှာပဲအမိကလေးနှခမ်းစူစားပြူပြီအမေစကားဆုံးနေနဲ့မထားသည့်ဘောင်းမြူရှိကိုလွှတ်ချလိုက်ရင်ရေကပြင်းမထကအခန်းထဲဝင်လိုက်သည်မိဖို့ကန်းထဲတွင်ရွှေလုံးကြွက်ချောင်းနေသည်ကိုတွေ့သဖြင့်နောက်ကပွေယူလိုက်ကအမေမမြင်အောင်တစ်ချက်နှမ်းရှုပ်လိုက်သေးသည်ရွှေလုံးကလည်းအေးနဲ့ချွဲတံပြီးကမျက်လုံးလေးများပင်မှေးဆင်းလိုက်၏အဖွားအတွက်တနခါသွေးပြီးရင်တော့ခြံထဲတွင်ဖြာခင်းကအိုးပုံများနှင့်ကစားရအောင်မည်ဘေးအိမ်ကကိုရဲနှင့်တအိမ်ကျော်ကတဲတဲတို့လာကြလိမ့်မည်လမ်းထိပ်ကမင်းတို့ညီကိုလည်းလာမည်သူတို့လာနေမနက်ကအမေဈေးကဝယ်လာသောဂျိန်စင်များကိုပကံနှင့်ထည့်သွားကတူတူစားရမည်အဖွားအတွက်တနခါသွေးရသည်မှာပင်ပန်းလာပေသည်အဖွားကခြေဆုံးကောင်းဆုံးတနခါကိုဖွေးဥနေအောင်လိမ့်သူမို့သူ့အတွက်တနခါသွေးရသည်မှာဘယ်တော့အခါမှတစ်ခါနှင့်မပြီးတနခါများထွက်သည်နှင့်ဘူးကြီးတဲ့လက်ညှိုးနှင့်ကော်ထည့်ရသည်ဘူးတဲ့တော့လောက်ရှိတော့မှအဖွားအတွက်တရက်စာတနခါသွေးပြီးတော့သည်နှွေရသည်ဆိုရင်အဖွားကတရက်ကို2ကြိမ်ခန့်အေးချိုးလေးရှိသည်ထိုအခါများဆိုပါကမိကလေးစိတ်ညစ်ရလေသည်အဖွားဟာဘာလို့များတနခါအဲ့လောက်လိမ့်နေရတယ်လဲမိကလေးမသိအမိကလေးရေချိုးပြီးတိုင်းလေအဖွားကသူ့လိုလိမ့်ခိုင်းသည်အမိကလေးကတော့တနခါကိုမြန်နိုင်သမျှမြန်သွေးကလက်ဝါးနှင့်အုပ်ယူပြီးပုတ်လိုက်သည်ကြီးတခါများအဖွားအလစ်တွင်အမေဆက်သွေးခဲကိုလွယ်သွေးကကောက်လိမ့်လိုက်သည်ပဲအဖွားကိုလည်းဆက်သွေးတာနှိမ့်စေခြင်းသည်သွေးရပြီလဲလွယ်တခါတည်းနဲ့တနခါတွေအများကြီးထွက်လာတယ်မဟုတ်လားအဖွားကတော်တော်ခက်သည်တနခါကတိတ်အေးတာဒုငငယ်ကဆိုမိုးလင်းတာနဲ့ရေချိုးပြီးတနခါခြေဆုံးကောင်းဆုံးလင်းရတာမဟုတ်ရင်အမကရိုက်တာငငယ်ကတော့လူကြီးလင်းခိုင်းလို့လင်းရတာပဲဒါပေမဲ့ကြားမှတနခါကောင်းယူကိုသိတာဆေးဘက်လည်းဝင်နေအသားရည်အတွက်လည်းကောင်းတယ်ကျုပ်တို့အမများနေပူတယ်လဲလှုပ်ပေမဲ့တနခါနေများလိမ့်ထိုင်အသားကိုဝင်နေတော့တာပဲအမိကလေးတို့များကြတော့ပြောလိုက်ရတာဆိုတာတနခါလိမ့်မှာဟဲ့ဆိုရင်ဆက်သွေးခဲ့ကိုပြေးကြိုက်ချင်တာအဲ့ဒါကရွှွန်တွေနဲ့လှုပ်ထားတာညီမျက်နှာရုပ်ဆိုးခြင်းအဲ့ရွှွန်ငယ်လိမ့်ညီမေ6လောက်လိမ့်တာတော့ငါပြောချင်နေတာငါမြင်မဟုတ်တဲ့အတိုင်းပဲညီဟာအဖွားကသူ့တနခါတီကာကိုဖွင့်ရင်အမိကလေးကိုပါတလက်စားရဆူ၍နေသည်အဖွားတို့ကအညာသူများမှုအမေကိုအမဟုခေါ်သည်တော်သေးသည်အဖွားအမေပါရှိနေအောင်လေဆိုနေအမိကလေးတော့မျက်စိများပွင့်သည်နှင့်တနခါကြောက်ပြင်းပြေးကန်ရမည်ထင်သည်ကြောက်ပြင်းရှိအဖွားထိုင်သည်နှင့်အမိကလေးလည်းခြံထဲကိုရောက်ပေပြီအပိုင်စားရောက်ထားသည့်ဖြာအဆုပ်လေးကိုတင်မောပင်အောက်ခင်းရင်အိုးပုတ်တောင်းကိုလည်းယူရသည်ဖိနိုင်ငုံမော်တွင်အိုးပုတ်ကလေးများစီရီချပြီးချိန်တွင်မှတဲတဲရောက်လာသည်တဲတဲကဘယ်တော့မဆိုအစောဆုံးရောက်တတ်သူပဲအမိကလေးနဲ့တဲတဲမှာစော့ရရင်တော့ဗတ်ညီကြ၏ခဏနေတော့ကိုရဲမင်းနဲ့အငယ်လေးတို့ညီကိုရောက်လာသည်သူတို့တွေသည်အမိကလေးဤတငယ်ချင်းအစ်စ်များဖြစ်ကြသည်ဒီဘက်အိမ်ပြောင်းလာပြီးတစ်ပတ်ခန့်အကြာမှာပဲအမိကလေးနဲ့သူတို့တငယ်ချင်းဖြစ်လာခြင်းဖြစ်သည်
အမိကလေးတို့ခလေးတတိုက်အတွက်ငြိမ်စိမ်နေသည့်ကာလများရှိသလိုဝက်ဝက်ကွယ်တောင်းချမ်းသောနေ့များလည်းရှိသည်ဒီနေ့တော့ငြိမ်စိမ်သည့်နေ့ပဲတဲတွေကျုံပြီးအိုးရဲတိတ်ကရေထဲလိုက်ရင်ထမင်းတူရပြီဗတော့ရွက်ခူးပြီးရေစွတ်ထောင်းရင်တော့ပြစ်ချွဲစီရပြီကြက်ခိုးတွေကိုရေစွတ်ပြီးညှစ်ထားသည်ကငန်းပြားရီကနဖော့ပင်ရိုးများကိုလေးစိတ်ခွဲပြီးရေစိမ်လိုက်သည်နှင့်ကွေးကွေးကောက်ကောက်ပစုံလင်းများတဲ့အမေစိုက်ထားသည့်ရွက်လာပင်ထောင်ထောင်များကိုတာကူးပြီးငချောက်ပြားဖြစ်စေပြန်သည်အငယ်လေးကရေမြောင်းထဲကဗေဒာပင်တွေသွားဆွဲလာသည်ဗေဒာပန်းချေရင်းများတွင်ဗေဒာဥလေးများရှိနေတတ်သည်မို့အမိကလေးတို့အတွက်စက်တူအဖြစ်သုံးလို့ရသည်အစောရဲစိတ်ဝင်စားလုံးသောအမိကလေးတို့ကိုအမေကတိမ်ကျဲတိုက်ရန်ပကံလုံးလေးများဖြင့်ထည့်ကာရှိခဲတုံးလေးများခလောက်၍လာပေးသည်တဲပင်နေသောလက်များကိုဝတ်ထားသည့်အဝတ်ဖြင့်တုပ်၍ဒိန်စင်ဘက်အာယုံပြုကြရသည်အမိကလေးရေညကြရင်အဖွားကိုနင်းပေးအောင်နော်နည်းနည်းအေးလာလို့လားမသိပါဘူးအေးခြေတွေတိတ်ကြိုက်တာပဲဒိန်ရင်စားနေအဖွားအေးညင်းညူစံကြတော့အမိကလေးစိတ်ငြိမ်ရပြန်သည်အဖွားကိုနင်းရသည်မှလည်းပြင်းစရာအလွန်ကောင်းသည်အဖွားကပိန်ပိန်လေးမို့ခြေသလုံးလေးများကိုနင်းရင်ချော်ပြီးလဲနေအဖွားကစူတတ်သည်အဖွားတင်မခွက်ခွက်လေးများကလည်းနင်းလိုက်တိုင်းကြုံဝင်သွားမလို့ပဲကိုရဲ့အဖွားလိုအဖွားဝဝကြီးလိုဆိုနေလဲအမိကလေးနင်းစရာအသားတွေများပြီးညောင်းနိုင်မိဖြစ်ချင်းတကယ်တော့နင်းရနှိပ်ရသည်ကိုအမိကလေးမုန်းလာသည်အဖွားကခိုင်းနေလှုပ်ပေးရမည်ဟုအဖေနှင့်အမေကဆိုထားသဖြင့်သာလှုပ်ပေးနေရသည်အမေလေးကတော့စော်ပြီးစားပြီးအိတ်ချင်သည်ပဲညရောက်တော့အဖွားကမမေ့အမိကလေးကိုအိတ်ခံနေနင်းခိုင်းတော်သည်အမိကလေးကလည်းတနေကိုစော့ထားသည်မို့အိတ်ရှင်မူလူဖြစ်ခါမနှင်းချင်နင်းနေရသည်စိုက်ထီယုံမှဝင်လာသည့်တောင်ဝေးကိုအားပြုကာအဖွားကိုနင်းနေရသည်မှာစိတ်ညစ်စရာအဖွားဘယ်နှခေါက်နင်းရမှာလဲ10ခေါက်ဆိုရပြီလားပြီးရင်သမီးကိုပုံပြောပြမယ်နော်အေးပါအေး10ခေါက်ပဲနင်းပါစိတ်ပါလက်ပါနင်းပါခြေပြားမဆာကဇပိုးနာထီကိုတစ်ခေါက်ဇပိုးမှာခြေပြားထီပြန်ဆင်းလာရသည်ကိုတစ်ခေါက်ခြေနှမ်းကျဲကြီးများဖြင့်10ခေါက်ပြည့်အောင်မြင်မြန်နင်းလိုက်သည်အခေါက်ရပြည့်သည်နှင့်ကျမ်းမြင့်မောခုံဆင်းကအဖွားပေးလှည့်ချလိုက်ရင်အဖွားပြောမိပုံကိုမျက်လုံးလေးမှိတ်ရင်နားထောင်နေတော့သည်အမိကလေးအိမ်မက်ထဲတွင်အဖွားပြောသည့်ပုံမြင်များကတလဲစီပေါ်လာတော့သည်မိုးကြီးဆင်ဆင်လင်းပြီးပရင်းပေါက်မှအနေရောင်အခန်းထဲကျလာတော့မှအမိကလေးနိုးတော့သည်ထူးဆန်းလာပြီသည်ဒီနေ့တော့အမိကလေးကိုအိမ်ညာကထိုင်ရန်အမေကလာမနိုးတော့ပါလားမျက်လုံးများကိုလက်ဖြင့်ပုတ်တက်ရင်တိတ်ဆိတ်နေသည့်အိမ်ရှိထွက်လာသည်အိမ်ရှိတွင်အဖွားကဆလိတ်ထိုင်ဖွာနေ၏အဖွား၏လက်တွင်ကြောက်ပတ်သည်အပွေးသားစီးထားသည်ကိုတွေ့ရသဖြင့်အမိကလေးလန့်သွားသည်ဖွားမဖြစ်တာမနက်ကဈေးသွားရင်ချော်လဲလို့နောက်ဆိုအဖွားကပတ်တီးနဲ့ဖြစ်သွားပြီအဖွားဝေရဝိစားတွေကိုအမိကလေးကကြောင်းပိတ်တုံကူပေးရမယ်နော်အိယာခင်းတာတနခါသွေးတာရေဖြည့်ပေးတာအိမ်သာပို့ပေးတာအဝတ်လဲတာသမီးနိုင်တာလေးတွေကိုလှုပ်ပေးကြတာဖွားစီကိုပြုစုရတော့သမီးလည်းကုသိုလ်ရတာပေါ့အမေကအဖွားအတွက်ဆေးတွေပြင်ဆင်နေအမိကလေးကိုပြောသည်အမိကလေးသည်လက်တစ်ဖက်တိုင်းထားသောဖွားကိုကြည့်ဝမ်းနေတဲ့လူလိုဖြစ်လာသည်အမိကလေးအတွက်ဆက်ထမင်းလေးများကိုစိတ်ရှိလက်ရှိချုပ်ပေးသောဖွားကျောင်းရင်းကြီးတွင်ကျောင်းစိတ်လေးများကိုစိတ်ရှိလက်ရှိလက်နှင့်ချုပ်ပေးလေသောအဖွားပုံတီဝင်နေသောမျက်လုံးများဖြင့်အမိကလေးအတွက်စပယ်ပန်းများတီးပေးသောအဖွားညစဉ်တိုင်းအမိကလေးမအိပ်မချင်ပုံမြင်များပြောပြပေးသောအဖွားကခုတော့တနာစရာအလွန်ကောင်းနေလွန်သည်အမိကလေးကအဖွားနားကိုတိုးသွားရင်အဖွားခြေသလုံးပိတ်ပိန်လေးများကိုတတရရနှိပ်ပေးနေလိုက်သည်ဖွားနောက်ဆိုဘာလို့ချေချေသမီးကိုပြောနော်စားနေရင်လည်းလှမ်းခေါ်တိလားတနခါနဲ့တွေ့ပေးမယ်အဖွားကိုညတိုင်းနဲ့နင်းပေးမယ်နော်ဘ
လိမ်မာလိုက်တဲ့ငါမြင်းနေအားကိုရပါပြီအေးဒီလိုမြင်းမာလေးရှိတာအမိကလေးကောင်းကိုအဖွားကကောင်းတဲ့လက်တစ်ဖက်ဖြင့်အตาအရာတက်ပေးနေသည်အဖွားဤမျက်လုံးများကပြုံးလျက်